အခုတင်ဆက်သွားမှာကတော့ကျောင်းကုန်းမြို့နယ်ညောင်သာယာကျောင်း၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပတဲ့သတင်းပဲဖြစ်ပါတယ်။ဧရာဝတီတိုင်းဒေသကြီးကျုံပြောခရိုင်ကျောင်းကုန်းမြို့နယ်ရွာသာကုန်းအုပ်စုညောင်သာယာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယနေ့နနက်10:00 နာရီကကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်လိုင်ပို့ပို့စဉ်ကပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်းအသိပညာပေးဟောပြောခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံဦးတင်ကိုကစားသုံးသူ၏အခွင့်အရေးဆိုင်ရာအကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးအားကစားနှင့်ကာယပညာဦးစီးဌာနအားကစားမှုဦးထွန်းထွန်းဝင်းကအားကသိပ္ပံအကြောင်းနှင့်အားကစားတစ်မျိုးမျိုးပြုလုပ်ကြဖို့တိုက်တွန်းပြောကြားခဲ့ပြီးဤစနစ်မူဦးတင်ထွတ်ကအားကသိပ္ပံကိုတတ်မှတ်ချက်နှင့်ပြည့်စုံရင်တက်ရောက်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာအားကစားမှုဦးထွန်းထွန်းဝင်းကအားကစားပစ္စည်းများပေးအပ်ရာကျောင်းအုပ်ဆရာမကြီးကိုစားဆရာမတဦးကလက်ခံရယူခဲ့ပါတယ်။ထို့နောက်ကျောင်းသားကျောင်းသူများဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသောဒုတိယတစာအုပ်များဖတ်ရှုစေခဲ့ပြီးအသိပညာပေးနယံကတ်စာဆောင်များပြသပေးခဲ့ကြတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ဝင်းကြိုင်ကျောင်းကုန်းကပေးပို့ထားတာဖြစ်ပါတယ်